နှစ်လိုက်မိမိရဲ့ကံအားကောင်းလူတန်းကြီးပေါ်ပြမှာဖြစ်ပါတယ်။ဒီလိုလူတန်းပြီးလို့ရှိရင်အထောက်အကူရတာကိုလက်တွေ့ခံစားမှာဖြစ်ပါတယ်။ပထမမိမိရဲ့အသက်ကို9နဲ့စားရမယ်။ဥပမာအဖြစ်29နှစ်ရှိတဲ့လူဟာ9နဲ့စားလို့ရှိရင်တစ်ကျွင်းပါမယ်။ဒါလို့ဆိုလို့ရှိရင်တစ်အကျွင်းရတဲ့ကိုလူရမှာဖြစ်ပါတယ်။သူကြားသူတွေလမ်းခင်းနေတာမျိုးဖျားเจ้าဆောင်နာမှာလိုအပ်တဲ့ကြိုင်ခွက်တွေကိုတွားပြီးတော့အုတ်နီခဲတွေခင်းမိတာမျိုးလုပ်အောင်မှာဖြစ်ပါတယ်။လမ်းခင်းနေတဲ့နေရာမှာတွားလူသားနာမျိုးလုပ်လဲရပါတယ်။ပြီးလို့ရှိရင်မြတ်စွာဘုရားရှင်အတွက်ကိုမိမိအိမ်ဖျားเจ้าဆောင်မှာဖြစ်စေဖျားမှာဖြစ်စေအလင်းတိုင်းကိုလူတန်းပေးရမှာဖြစ်ပါတယ်။ဖျောင်းနိုင်ဘလောက်အကြီးအသေးဘဏ္ဍတိုင်းအရေးအတွက်မရှိပါဘူး။တောက်တော်ကြီးလူတန်းပေးရမှာဖြစ်ပါတယ်။ရက်တော်ကြီးလူတန်းပေးရမှာဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်ဒီတစ်နှစ်အတွက်ကိုကံအားဖြည့်အောင်လူတန်းပြီးဖြစ်ပါတယ်။ကြည့်ကိုဟာကိုအသက်ကိုစားလိုက်လို့နှစ်ကျွင်းလို့ရှိရင်ဘုရားရင်မြင်တော်မှာဖြစ်စေမိမိအိမ်ရဘုရားကျောင်းဆောင်မှာဖြစ်စေတန်ရှိအမြဲလုပ်ပေးရမှာဖြစ်ပါတယ်။ထို့သူမြင်းတို့ဘေးတို့စာရီတရိษံများကိုအစာကျွေးတာအစင်မပြေဘူးဆိုလို့ရှိရင်တော့မိမိအိမ်ကမြတ်စွာဘုရားရှင်မှာဖြစ်စေဘုရားဇီတိဘုရားမှာဖြစ်စေပဲပြုတ်တို့ပဲကလာဟင်းတွေပဲပြုတ်နံပြာလူတန်းချင်းစာရီတို့တောက်တော်ကြီးရက်လင်းနိုင်စာရီတို့ကိုတွားလူတန်းပေးရမှာဖြစ်ပါတယ်ဘုရားဇီတိမှာလူမယ်ဆိုရင်တော့မိမိမွေးနံတော့မှာလူရင်ပိုကောင်းမှာဖြစ်ပါတယ်ရဲလို့ကိုယ့်အသက်ကိုစားလိုက်လို့3ကျွင်းလို့ရှိရင်ဘုံကြီးကုတီပေါ့ဘုံကြီးကျောင်းကကုတီတွေကိုတန်ရှင်းလုပ်ပေးရမှာဖြစ်ပါတယ်ထို့သူပဲလူကိုကူညီခြင်းနဲ့ဆိုတော့ကျမ်းမာရေးမကောင်းတဲ့နေသားသမီးပေါ့အထူးသဖြင့်တောက်ကြသားသမီးကိုတတိလူပေးခြင်းအာဟာရတွေလူတန်းပေးခြင်းစသည်ဖြင့်ပြုလုပ်ပေးနိုင်အောင်ဖြစ်ပါတယ်ကိုယ့်ရဲ့အသက်ကို9နဲ့စားလို့4ကျွင်းလို့ရှိရင်တော့ဝကနာမဆန်စွမ်းတဲ့ဆေးရုံတွေတင်တန်းကျောင်းတွေစသည်မှာတွားပြီးတော့အလူဒါနာပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါမှမဟုတ်တရိษံတွေကိုအစာကျွေးခြင်းနဲ့ဆိုရင်တော့နွားတို့ပါတော့ကျွေးလို့ရပါတယ်အိမ်ကဖျားမှာဆိုရင်တော့နိုထမင်းကလူချင်းရက်တောင်ရက်ခတ်ပေးခြင်းစသဖြင့်အလင်းနိုင်အမွေးနိုင်လူချင်းစသည်တို့ပြုလုပ်နိုင်ပါတယ်တကယ်လို့ဖျားတွေစီဒီဒီမှာတက်လုံးမယ်ဆိုရင်တော့မိမိမွေးနံတော့မှလူသားမှာဖြစ်ပါတယ်တကယ်ကိုအသက်ကို9နဲ့စားလို့9ကျွင်းလို့ရှိရင်တော့အင်တွင်းအဆင်ပြေရန်အတွက်ဘ누구ပါပြောပြောကောင်းမွန်စွာနားထောင်ပေးလိုက်ပါအလိုက်တဲ့အကြံဉာဏ်ပေးပါမိမိအိမ်ပတ်ဝန်းကျင်တွေကိုတန့်ရှင်းလုပ်ပါပြီးတော့မြတ်စွာဘုရားရှင်ကိုအုံသမင်းအုံစွန်းလူသားနာမျိုးတောက်တော်ရည်အလင်းနိုင်တဲ့တိုင်းစသည်တို့ကိုလူသားမှာဒါလို့အိမ်မှာမလုပ်ချင်ဘူးဆိုလို့ရှိရင်တော့ဘုရားစီတီမှာတွားရောက်လုံနိုင်တာဖြစ်ပါတယ်ရဲလက်ကိုသက်ကို9နဲ့စားလို့6ကျွင်းလို့ရှိရင်တော့မိနဲ့အသက်ကြီးတဲ့မျိုးသမီးကြီးကအတော်တွေပါတွေကိုဝင်6000စတဲ့ဖြင့်လူတန်းဒါနမျိုးပြုတယ်ဖြစ်နေပါတယ်။ဒါမှမဟုတ်ခွေးတွေကိုစာကျွေးစင်တယ်ဆိုလို့ရှိရင်တော့ခွေးတွေကိုအသားယူစတဲ့ဖြင့်စားကောင်းအောင်ဒေချာလုပ်ပြီးတော့စာကျွေးတာမျိုးပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်ကိုယ့်ရဲ့အသက်ကို9နဲ့စားလို့အကျွင်းပြတ်သွားခဲ့လို့ရှိရင်တော့စိတ်မချမ်းသာတဲ့သူကိုဒါနပြုပေးနိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့အသက်ကြီးသူတယောက်ကိုယ့်ရဲ့ဆရာသမားတယောက်ကိုဖဏတ်တကူလက်ဆောင်ပေးလိုက်ပါမြတ်စွာဘုရားရှင်တို့မျိုးတော့စီတမင်းလူတာမျိုးရေရက်စသဖြင့်အလင်းနိုင်လူတာမျိုးပြုလုပ်နိုင်တာဖြစ်ပါတယ်ဒီကဲဆိုအကျွင်းကိုစားပြီးတော့နှဲ့လိုက်လူသားချင်းအပြင်ကိုယ့်ရဲ့ကောင်းရမွန်ရာကိုအထောက်ပံ့ရတာမျိုးတွေရရှိမှာဖြစ်ပါတယ်